ပရိသတ်အားလုံးမင်္ဂလာပါကျွန်တော်စန်းစာနေဖို့ပြောနေပါတယ်စန်းစာနေဖို့ဆိုတဲ့အမည်နဲ့ Facebook account တွေထွက်လာတယ်ကျွန်တော်တခုမှမသုံးတာဘူးအဲ့တော့တချို့တွေကငွေကြေးယူပြီးတောင်မှလုပ်နေကြတယ်ဟောနေကြတယ်ပြောနေကြတယ်ကျွန်တော်ဆောင်းပါးတွေကိုလည်းယူသုံးတယ်ခွင့်ပြုချက်မယူပဲယူသုံးကြတာပေါ့အဲ့တော့အခုကျွန်တော် VMG company ကိုအကူအညီတောင်းတယ်အကူအညီတောင်းတော့သူတို့ကကျွန်တော်အကူအညီပေးပြီးတော့ဒီအခုကျွန်တော်သုံးနေတဲ့ကျွန်တော်အခုပြောနေတဲ့ Facebook account ကိုစပြီးတော့သူတို့ဖန်တီးပေးတယ်အဲ့တော့စန်းစာနေဖို့ဆိုတဲ့အမည်နဲ့သုံးနေတဲ့ Facebook account ဒီ page တာလင်ဒါတရားဝင်ကျွန်တော်ကိုယ်တိုင်နဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးကကူညီဆောင်ရွက်ပေးနေတဲ့ group တစ်ခုဒါမှမဟုတ်ရင်လည်း Facebook တစ်ခုရဲ့ page ဖြစ်တဲ့အကြောင်းဒါဒီ officially သုံးနေတဲ့အရာဖြစ်တဲ့အကြောင်းအားလုံးပရိသတ်ကိုကျွန်တော်တင်ပြတာပါအဲ့တော့စန်းစာနေဖို့ဆိုတာကိုကြည့်မယ်ဆိုရင်ဒီ Facebook ကိုပဲကြည့်ပါဒါကျွန်တော်ရဲ့တကယ်ကန်တွေ့ပြီးတော့ဆောင်ရွက်ပေးနေတဲ့ Facebook ဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်အားလုံးမင်္ဂလာပါ